ဒီပေါ်ညီကိုလေးမိထားပေးတယ်ကျွန်တော်ရဲ့ဒီ USB ခလုတ်လေးပေါ့နော် USB အတွင်းပေါက်လေးကဘယ်လိုတက်ရတာလဲဆိုပြီးတော့ပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်တက်ထားတဲ့နီလန်းလေးကိုလိုက်ပြပြပေးမှာပေါ့နော်တက်ရမယ့်နီလန်းလေးကတော့နှစ်ခုရှိရပေါ့နော်နှစ်မျိုးရှိပါတယ်အခုလက်ရှိရတော့ကျွန်တော်တက်ထားတဲ့နီလန်းကိုပဲကျွန်တော်ပြပြပေးမယ်နော်ဒီကောင်ကလွယ်လွယ်လေးပေါ့နော်ကျွန်တော်တက်တဲ့နီလန်းကတော့လွယ်လွယ်လေးရယ်လူတိုင်းတက်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်စီမှာကမီဂျိုအမီနဲ့အနီနဲ့အမဲဆိုပြီးနှစ်ချောင်းပါတယ်အနီနဲ့အမဲနှစ်ချောင်းပါတာကိုကျွန်တော်ကဆိုင်ကယ်ဘက်ထရီရှိတဲ့နေရာထိမီနိုင်တဲ့ဂျိုးနဲ့ဆက်ပြီးတော့ဆိုင်ကယ်ဘက်ထရီမှာတွားပြီးအနီနဲ့အမဲဆိုပြီးတော့join လိုက်ရပဲနော် join လိုက်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ခလုတ်ကတုံလို့ရပြီကျွန်တော်ဆိုင်ကယ်ရမဟာဖင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်ကယ်ဘက်ထရီကဒီနေရာမှာတွားရှိတယ်နော်ဆိုင်ကယ်ဘက်ထရီကဒီနေရာမှာတွားရှိမယ်တခြားဆိုင်ကယ်အမျိုးအစားပေါ်မှာမူတည်ပြီးတော့ဆိုင်ကယ်ဘက်ထရီရှိတဲ့နေရာလဲကွဲဝိုင်းနိုင်မယ်ပေါ့နော်ကျွန်တော်တက်တဲ့နီလန်းကကျတော့ဒီကလာတဲ့မီဂျိုးနှစ်ချောင်းကိုဒီကောင်းလေးကိုဆွဲထည့်လိုက်ရအောင်နော်ဒီကောင်းလေးထွက်ပြီးတော့အပြင်မှာထားရင်ရှုပ်ဖြစ်မှာဆိုလို့ကျွန်တော်ဒီအထက်ကနေယူသွားလိုက်တယ်ထဲကနေယူသွားပြီးတော့မီနိုင်တဲ့ဂျိုးတစ်ချောင်းလေးနဲ့ကျွန်တော်ဒီအောက်ထိဆွဲလာပြီးတော့ကျွန်တော်ဘက်ထရီမှာတွားပြီးတော့တက်ထားတယ်ပေါ့နော်ဒီဘက်ထရီမှာတွားပြီးတက်ထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်မီရဒီလိုမျိုးပုံမှန်တိုင်းသုံးလို့ရတယ်ပေါ့နော်ဒါကတော့အလွယ်ကူတဲ့နီလန်းပေါ့နော်နောက်ထပ်နီလန်းတစ်ခုခါကျတော့ဒီတော့အုံရဲ့နောက်မှာဒီတော့အုံနဲ့တွားပြီးတော့ join တဲ့နီလန်းပေါ့နော်တော့အုံရဲ့နောက်မှာမီဂျိုးလေးတွေရှိရပေါ့နော်အနီအမဲတွေအညိုတွေစုံပေါ့နော်အဲ့ဒီနီလန်းခါကျတော့ဆိုင်မှာတွားပြီးတော့လောက်ခိုင်းပို့ပြီးစင်ပြေရနော်အဲ့လိုမျိုးမဟုတ်ကိုနားလည်နိုင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီတော့အုံရဲ့နောက်ကနေဒီကောင်ဖြုတ်ပြီးတော့တော့အုံနောက်ကနေကိုတော့ join မယ်ဆိုလို့ရှိရင်လည်း join လို့ရတယ်ကျွန်တော်ကအဲ့လောက်ထိမကျွမ်းကျင်တဲ့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်နားလည်တဲ့နီးနဲ့ပဲကျွန်တော်ဆိုင်ကယ်ဘက်ထရီမှာတွားပြီးတော့join ထားလိုက်ရပေါ့နော်အဲ့ဒါအလွယ်ကူဆုံးနီလန်းပေါ့နော်ဒါကတော့ကျွန်တော်တက်လာတဲ့နီလန်းပါ